အခုချင်းဒီတယောက်ချင်းဒီပြောခိုင်းမယ်အဲ့ဆိုရင်ဖိုကဥတက်နိုင်ပြောလိုက်ပြီနော်ဖိုရဲ့အတိတ်ပဲလေမှတ်ထားပါနှာခေါင်း 哦，နှာခေါင်းမှာပါနှာ好，ခေါင်းမှာဒီဟာလေးကကြတော့ညီမလေးပြောကြည့်မယ်ဒီဘီလေးကရနော်စဉ်းစားလို့ပြောလို့နော်ရနော်ဒီမဟုတ်တယ်ဒါလေးအောက်ကတရအိုဟုတ်တယ်မအိုမို맞아요 잘했네요 잘했어요ဒါလေးကကြတော့ဒီဘီလေးကကြတော့ဇာ자, 자ဟုတ်တယ်ဒီတရလေးကကြတော့ 자,好的，자, အဲ့ဒါအာဟုတ်တယ် 아, ဂျာအာ 아, ဇာဂျာဟုတ်တယ်အဲ့ဆိုတော့မိုဂျာမအိုမိုဂျာအာဂျာမိုဂျာဘောကက်လေး 자, နော်ဘောကက်ရသွားရင်နော်မိုဂျာပါလေအုတ်ထုတ်ဖြစ်ပါတယ်အဲ့ဆိုရင်မဆုံးတော့မဆုံးလို့ပြောလို့ရတယ်နော်ပေါင်းတတ်တယ်ဆိုတော့လေအဲ့တော့ကိုယ်ဆိုလို့ရှိရင်ခအိုဖိုးနှာခေါင်းကိုရီးယားလိုလည်းကြက်မယ်မြန်မာလိုလည်းကြက်မယ်မြန်မာလိုလည်းမှတ်မယ်ကိုရီးယားလိုလည်းကြက်မယ်အဲ့ဒါမှမှတ်မိတာနော်မိလို့ဒီစာကိုကြက်လိုက်လို့မိလို့ဆိုပြီးတော့စိတ်တက်ကြကြမရှိပါဘူးစိတ်တက်လုံးဝမကြပါနဲ့အမြဲတမ်းအဆက်မပြတ်လေ့လာသွားပါအမတို့လည်းအခုအရန်ကြီးကျွမ်းနေလို့လားဆိုမဟုတ်ဘူးနော်အမတို့လည်းအဆက်မပြတ်လေ့လာနေတာနော်ကို့ဘာသာစကားမဟုတ်ဘူးနော်မိုဂျာအုတ်ထုတ်ဒီတစ်ခါဥတက်နိုင်ကလေးမှတ်ပြီးသားလား 그러니까, ဒါအုတ်ထုတ် 가, 엄마 비다이, 엄마 비다이, မှတ်ပြီးသားနော်အဲ့ဆိုရင်ဒီဟာဥတက်နိုင်ကလေးပါဒါခဒါခဒီဒီ 가, ခ 허, ဒါလေးကအောက်ကဟာ 가, 우, ဟုတ်တယ် 가, ဒါ 우, ခဦးအတန်ထွက်က 가, 우, 구, 맞아요နောက်တစ်ခုဒါလေးဒီကြီးက 에라가, 와, 발레, 가나, 가나, 다, အမတ်နဲ့ဒါအောက်ကတရလေးက 다, 다, 우, 다, 우, 두, 맞아요အဲ့ဆိုနှစ်ခုလုံးပေါင်းလိုက်တော့ 구두, မနဲ့ဂူဒူဘာဖြစ်မလဲဂူဒူဖနက်ရှုဖနက်ကိုပြောနော် 어, ပြန်ဒီမှာပုံပါတ구두, ယ်တမင်တက်တက်မပြချင်ဘူးဒီမှာဖနက် 어,နောက်တစ်ခုညီမလေးကလေး 아이, စာမရလည်းစိတ်မပူ ဝါ ဒါလေးကဒီကြီးလေးက 또 셋, နာအောက်တယ် 나, ဒါဒီတရလေးက ဝါ 와, အာ အဲ့ဆိုတော့ 아, နာ 아, ဟုတ်တယ်နာရမယ်နဲ့ဒီကြီးလေးက မအာမူ ဟုတ်တယ်မနဲ့အဲ့ဆိုနှစ်ခုပေါင်းတော့ အဲ့ဒါဥမူ နာမူမနဲ့နာမူ 나무, တစ်ပင်တစ်ပ 나무, င်နာမူတစ်ပင် 나무, 잎에, နာမူတစ်ပ 나무, င် 네, 네, နာမူတစ်ပင်နာအာနာမဥမူနာမူတစ်ပင် 나무, 잎에, 아, နာမူ 나도, ဒီတစ်ခါ 바, ဥတက်နိုင်ကလေးပါ 바, 바, 아, 바, อืม 자, 이, 우, ဒါအီ 자, 이, 자, 이, 지, အမှန်နဲ့နှစ်ခုပေါင်းတော့ 나쿠, 바오노, အတန်ထွက်စကုန် 바지, ဘာကြီးဂျမောင်းဘီ 어,
ဒီချင်းပေါင်းပြီး ချင်းပေါင်း လဲ အာ ခဏနေမှာပုံပြမယ်အပေါ်ဝတ်ထားမယ်ပါဒီချင်းပေါင်းပြီးမတ်ပင်ပြောပြီးနော် မှတ်ပြီးပါပြီ မလေးပြီးပြီလားဒီကညီမလေးကလည်း ဟုတ်ပြီ ဟာ ညီမလေးကလည်း အဲ့တော့ဟာအိုဟုတ် ဟုတ်မနဲ့ ဟာအိုဟုတ် ဟုတ်ပြီနှစ်ခုအတန်ထွက် ဖို့တို့ မနဲ့ဖို့တို့ရန်စားခြင်းနေတဲ့စပစ်တီ ဓာတ်ပုံအော်ဟုတ် စပစ်တီ အော် ဖိုတိုကကြတော့ဓာတ်ပုံကကြတော့စာချင်းလို့ ဖိုတိုနော် ဖိုတိုကကြတော့ဒီနမဒိုကိုရီးယားလူမျိုးတွေကအတန်ပေါ့ပြီးတော့တဝင်ဖို့အတန်နဲ့ထက်တယ်ဖိုတိုစပစ်တီ ဖိုတို တဝင်ဖို့အတန်နဲ့ထက် တို့တို့ ဖိုတို ဖိုတို ဖိုတိုပေါ့နော်စပစ်တီဖိုတိုအဲ့လိုဖြစ်လို့ ဖိုတိုစပစ်စီ အဲ့ဆိုရင်ဒီနေ့ဘောကက်ဟွာရပါဘောနော်အဲ့ချက်ထားနော်1 2 3 4 5